အားလုံးပဲမင်္ဂလာပါ Short Stories by K Channel မှာကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကလောဘဒေါသမောဟတွေကြောင့်နောင်တတွေနဲ့ရှင်သန်နေရတဲ့လူတစ်ယောက်အကြောင်းပါလူလောကမှာငွေဆိုတာရှာရင်ပြန်ရနိုင်ပေမဲ့တခဏဒေါသကြောင့်ဆုံးရှုံးသွားတဲ့တန်ရောစဉ်ကိုတော့ဘယ်အရာနဲ့မှပြန်ဝယ်လို့မရနိုင်တော့တဲ့အဆုံးမဲ့နောင်တဆိုတဲ့ပညာပေးဝတ္ထုတို့လေးပဲဖြစ်ပါတယ်။ တရွက်6တွေကြွေကြားတန်ကအစားနားထဲမှာကျဲလောင်နေတဲ့6ကက်ကက်မျက်နှာခင်းတစ်ခုပေါ့နေဝင်ရီဒီယောအလင်းရောက်ဟာရန်ကုန်မြို့ပြင်ကခြံဝင်းကျဲကြီးတွေကနှစ်ထပ်ပြင်ထောင်အိမ်ကြီးပေါ်ကိုသွေးရောင်ပြေးနေတဲ့ကော်ဖီရောင်အလင်းတွေဖြန်းပတ်ထားပါတယ်ဒီအိမ်ကြီးဟာတစ်ချိန်ကချစ်ချင်းမြတ်တာတွေနဲ့စီးကားခဲ့ဘူးတယ်အဖေနဲ့အမေတက်ရှိထင်ရှားရှိစဉ်ကအကြီးဆုံးဖြစ်တဲ့ဦးမြတ်နယ်ညီငယ်ကိုကျော်တို့ဟာဒီဝရန်ဒါမှာမဲ့အတူတူဆော့ကစားခဲ့ကြတာအဖေကအမေပြောလေးရှိတယ်ဟေ့ကောင်တွေဒီအိမ်ကမင်းတို့ညီကိုနှစ်ယောက်တွေ့ငါချွေးနီးစာနဲ့ဆော့ခဲ့တာနောက်တစ်ချိန်ငါတို့မရှိရင်တယောက်ကိုတယောက်လက်တွဲမဖြူကြနဲ့လေဒါပေမဲ့အချိန်ဆိုတဲ့အရာကလူတွေရဲ့စိတ်နှလုံးကိုတန်ကြီးတက်စေခဲ့ပါတယ်အမေဆုံးပြီး3နှစ်အကြာမှာကိုကျော်ကနေကနေရန်ကုန်ကိုပြန်ရောက်လာတယ်သူနဲ့သူပါလာတာကနွမ်းလျက်နေတဲ့မျက်နှာနီမြန်းနေတဲ့မျက်လုံးတွေနဲ့အမုန်းတရားတချို့ပဲကိုကျော်ဟာစီးပွားရေးမှာအကြီးအကျယ်ရှုံးနှင်ခဲ့ပြီးအကျွေးရှင်တွေရဲ့ချင်းချောက်မှုကိုခံနေရသူပါကိုကြီးကျွန်တော်ဘာမှရှေးရှေးဝေးဝေးမပြောတော့ဘူးဒီချန်ကိုရောက်အောင်ကျွန်တော်ဝေစုရရင်အကျွေးဆက်ပြီးနေမှာအခြေပြန်ချချင်လို့အခန်းထဲမှာထိုင်နေတဲ့ဦးမြတ်ကပစိုးကိုပြင်ဝစ်ရင်တပြင်းချလိုက်တယ်ဦးမြတ်ကတော့ဒီအိမ်ကြီးမှာပဲတသက်လုံးအမြင့်တွေခေးသူအိမ်တော်မပြုတ်ပဲမိဘတွေကိုပြုစုခဲ့တဲ့သူ့အတွက်တော့ဒီအိမ်ရဲ့တိုင်တလုံးကျမ်းပြင်တစ်ချက်ဟာအသက်တမျှအဖိုးတန်တယ်မင်းအခက်အခဲရှိတာငါသိပါတယ်ကျော်စွာဒါပေမဲ့ဒါအဖေတို့ရဲ့အမွေအနှစ်လေးခွာငါတခြားနည်းနဲ့ကူညီပါမယ်အိမ်ကိုတော့မရောက်ပါနဲ့ဦးတခြားနည်းခမည်းမှာဘာရှိလို့လဲကိုကျော်ရဲ့အထက်ကရုပ်ချင်းမိတက်လာလေခမည်းကဒီအိမ်မှာဇိမ်နေနေပြီးကျွန်တော်ကိုじゃလမ်းဘေးရအောင်လှုပ်နေတာလားဒါအဖေတို့အမွေပဲကျွန်တော်မှလည်းရပိုင်ခွင့်ရှိတယ်ခမည်းအတားကြီးမနေနဲ့အဲ့ဒီနေ့ကစားပြီးအိမ်ထဲမှာမေတ္တာတွေခန်းချောက်ပြီးမာနတွေအပြိုင်ဆိုင်ပွင့်ထွန်းလာပါတော့တယ်တပတ်ကြာမိုးသက်လေပြင်းဒီကြာနေတဲ့ညတညအိမ်ထဲမှာမီးချောင်းလေးကတဖြက်ဖြက်နဲ့ငိမ့်လိုနေပါပြီကိုကျော်ဟာအရက်နဲ့စောနှမ်းစွာနဲ့အိမ်ထဲကိုဒုံဆိုင်ဝင်လာတယ်သူ့လက်ထဲမှာအိမ်ရောင်းဖို့အတွက်အကျိုးဆောင်ဒီစီကယူလာတဲ့စာချုပ်အချို့ဒီမှာလက်မထိုးကိုမြတ်ခမည်းမထိုးရင်လည်းကျွန်တော်တရားစွဲမယ်ခမည်းကိုဒီအိမ်ဘောကနေအတင်းဆင်းခိုင်းမယ်ဦးမြတ်ကစာအုပ်ဖတ်နေရကနေထားရလိုက်တယ်မင်းတော်ရိုင်းလာပါလားကျော်စွာငါကမင်းရဲ့အကိုအရင်တော်မင်းလောဘတွေကမင်းကိုအမှောင်ဖုံးနေပြီလောဘဟုတ်လားခမည်းကမှလောဘကြီးတာအဖေတို့ဆုံးလုံးကကြံခဲ့တဲ့ရွှေထဲလေးကိုလည်းခမည်းပဲသိမ်းထားတာမဟုတ်လားကျွန်တော်ကိုတပြားမှမပေးဘူးဆွဆွဲချက်တွေကဓားသွားတယ်လို့တယောက်ကိုတယောက်မွန်းနံကြတယ်ဦးမြတ်ရဲ့စိတ်ထဲမှာငါကမင်းကိုငငယ်ကလေးကဘလို့စောင့်ရှောက်ခဲ့ရလဲဆိုတဲ့နာချီမှုတွေကဒေါသအဖြစ်ပြောင်းလဲသွားပါပြီကိုကျော်ကဦးမြတ်ရဲ့ပခုံးကိုအတင်းဆွဲလှည့်ပြီးစာချုပ်ပေါ်လက်မှတ်ထိုးခိုင်းတဲ့အခါဦးမြတ်ကတွန်းထုတ်လိုက်တယ်ကိုကျော်လဲကျသွားပြီးဘေးနားကပန်အိုးနဲ့ဦးမြတ်ကိုလှမ်းပေါက်လိုက်တယ်ပန်အိုးကဦးမြတ်ရဲ့နားတင်ကိုထိပြီးသွေးတွေဖြာကျလာတယ်နာကျင်မှုနဲ့ဒေါသကဦးမြတ်ရဲ့အသိစိတ်ကိုကွယ်စေခဲ့ပါပြီသူဘေးနားကထင်းခုတ်ဖို့တင်ထားတဲ့ဓာမကြီးကိုကောက်ခိုင်းလိုက်တယ်မင်းငါကိုတတ်ချင်တာလားဟမ်ဦးမြတ်ကအားကုန်လွဲခွတ်လိုက်ချိန်မှာကိုကျော်ကရှောင်ဖို့ကြိုးစားပေမဲ့မမီတော့ပါဘူးဓာသွားဟာကိုကျော်ရဲ့လေပင်နဲ့ကခုံးကြားကိုတစ်တဲကြီးဝင်သွားတယ်အိမ်ထဲမှာတမယာလို့တိပ်စိတ်သွားကြပြီကြွေကြနေတဲ့သွေးဆက်တည်းရဲ့အတန်းကနိုင်စကင်တန်လို့တောက်နေကိုကျော်ကဦးမြတ်ကိုအံ့ဩတုန်လူတင်မြက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့ဒူးထောက်ကျသွားတယ်သူ့လက်ထဲမှာအမွေစားချုပ်တွေဟာသွေးရည်တွေနဲ့ဆို့ရွှဲသွားပါတော့တယ်ထောင်နေရံတွေကဤစစ်လွန်းတယ်15နှစ်ဆိုတဲ့အချိန်ဟာဦးမြတ်ရဲ့စပင်းတွေကိုဖြူဖွေးစေခဲ့ပြီးသူ့ရဲ့ကြော်ကုန်းကိုလည်းကောင်းသွားစေခဲ့တယ်သူထောင်လွတ်လာတဲ့နေ့မှာပထမဆုံးတွားခဲ့တာကသူတို့ရဲ့အင်ကြီးစီကိုပါဒါပေမဲ့
သူမြင်လိုက်ကမြင်ကွင်းကသူ့နှလုံးသားကိုဓာတ်နဲ့မှွန်းတယ်လို့ခံစားလိုက်ရပါတယ်အင်ကြီးကလူမနေတာကြလို့ချွန်ွယ်နေဖုံးအုပ်နေပြီးအမုန်းတွေကလည်းပိန်ချုပ်နေပါပြီညီကိုတက်တဲ့လူသမားဆိုတဲ့မျက်လုံးတွေနဲ့ဘေးဘက်ဝင်းကျင်ကလူတွေကသူ့ကိုကြည့်ကြတယ်ကိုကျော်ရဲ့မိသားစုကလည်းသူ့ကိုရန်သူလိုသဘောထားကြပါတယ်ဦးမြတ်ခါအိမ်ဦးခန်းမှာတုံတုံရင်းရင်းနဲ့ထိုင်းချလိုက်တယ်ငါဘာတွေရလိုက်တယ်လဲသူကိုမေးကြည့်မိတယ်အင်ကြီးလားမဟုတ်ဘူးငွေကြီးလားမဟုတ်ဘူးသူရလိုက်တာကအထီးချမ်းနဲ့နောင်တပါသူဓာတ်နဲ့ခွတ်လိုက်တာကညီဖြစ်သူရဲ့ခန္ဓာကိုယ်ကိုတင်မဟုတ်ပဲသူတို့ရဲ့ငယ်ဘွားအမှတ်တရေတွေမိဘတွေရဲ့မြို့ကလင့်ချက်တွေနဲ့သူ့ရဲ့ကြံရှိရဲ့ဘဝတစ်ခုလုံးကိုပါခွတ်ချက်လိုက်တာဖြစ်ပါတယ်နောက်ဆုံးပါတော့ဦးမြတ်ခအင်ကြီးကိုရောင်းပြီးရသမျှငွေအားလုံးကိုကျော်ရဲ့မိသားစုထံရှေ့နေကသစင်ပေးခဲ့ပါတယ်သူကိုယ်တိုင်လည်းသင်္ကန်းဝစ်ပြီးတောရာကျောင်းတစ်ခုမှာကွယ်လွန်တဲ့အထိတရားအားထုတ်သွားခဲ့ပါတယ်သူတရားထိုင်တိုင်းမြင်နေရတဲ့အာယုံကညီဖြစ်သူလဲကြကားနီးမှာသူ့ကိုစိုက်ကြည့်သွားတယ်အမုန်းနဲ့နာကျင်မှုတွေရောပြောနေတဲ့မျက်လုံးတစ်စုံမှာ တကယ်တော့ဦးမြတ်ရလိုက်တာကအင်ကြီးမဟုတ်ဘူးငွေကြီးလည်းမဟုတ်ဘူးသူရလိုက်တာကတသက်စာအထီးကျန်ခြင်းနဲ့နောင်ထားပါပဲမိဘတွေချွေးနှဲစာနဲ့စောက်ခဲ့တဲ့အင်ကြီးဟာညီကိုနှစ်ယောက်ရဲ့သွေးတွေနဲ့စွန့်ထင်သွားခဲ့တယ်လို့သူတို့ရဲ့ဘဝတွေလည်းပြပုံအတိထဲသွားခဲ့ရပါတယ်ဒီဇလန်ကကျွန်ုပ်တို့ကိုတတိပေးနေတာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒေါသကြောင့်ကြာခဲ့ရတဲ့သွေးတစက်ဟာနောင်တကြောင့်ကြာရမယ်မျက်ရည်တစ်ပေါက်ထက်ပိုပြီးလေးလံတယ်ဆိုတာပါလေနားထောင်သူမိဘဖီသူများလည်းတခဏဒေါသကြောင့်မိသားစုတန်ရောစဉ်တွေကိုမထက်တောင့်မိကြပါစီနဲ့လို့ဆန္ဒပြုရင်းဒီနေရာမှာပဲညီကုန်းချုပ်လိုက်ပါတယ်